Hello, မြောက်ခွညူစစ်သူလေးများမင်္ဂလာပါရှင်မမတို့ညီမလေးတို့ရေဒါလေးကတော့မြောက်ခွညူရဲ့ကိုလေးမောင်မောင်လေးအတွက်ပေါ့နော်ဒါလေးကပွဲတက်ပစိုးပါရှင်ကိုရဲ့ချစ်ခင်ရတဲ့မိဘဆရာသမားပေါ့နော်ကိုရဲ့ခင်မွန်းပေါ့ချစ်သူခင်သူတွေအတွက်ပေါ့နော်ဒါလေးတွေကတော့100ရာခိုင်နှုန်းပြည်တွင်းဖြစ်ဒါလေးတွေကလက်ရက်ကမ်းတယ်ပါနော်မမတို့ညီမလေးတို့စက်နဲ့ခက်ထားတဲ့စက်ရက်တွေမဟုတ်ဘဲနဲ့ဒါလေးက100ရာခိုင်နှုန်းခြိသားစစ်လေးပါရှင်ဒီမှာပါမမတို့ညီမလေးတို့ပြပေးမယ်နော်သူ့ရဲ့အတွင်းခြိလေးကလည်းလုံးဝမရှုပ်ပါဘူးအတွင်းခြိသားကိုတချို့ကရှုပ်မှကြောက်တယ်မှာနော်မတို့အတွင်းခြိသားဒါပြောင်းပြန်ဘက်ပါအတွင်းခြိသားလုံးဝမရှုပ်ဘဲနဲ့အသားလေးကလည်းပေါင်းသားလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့မတို့ညီမလေးတို့အသားလေးတွေကောင်းတယ်နော်သူ့ရဲ့အသားလေးတွေကောင်းပါတယ်ဒါလေးတွေကအေးချမ်းမောင်ပစိုးလို့ခေါ်တာပေါ့နော်မတို့ညီမလေးတို့အေးချမ်းမောင်ပစိုးလေးတွေပါရှင်သူ့ရဲ့ဈေးနှုန်းလေးကတော့4000ခွဲချက်ပါနော်တစ်ထည်ကို4000ခွဲချက်ပါရှင်ဒါလေးတွေကိုမတို့ညီမလေးတို့တစ်ထည်စီအနီးကက်ကလေးရိုက်ပြပေးပါမယ်ဒီထည်လေးတွေကိုလည်းစိုက်မှကိုယ်တိုင်ကိုကြပါတော့လာရောက်ရွေးချက်ပြီးတော့ဝယ်ယူလို့ရပါတယ်ပြီးသွားရင်မြန်မာနိုင်ငံအနှံ့ Royal Express Delivery ရောက်တဲ့မြို့တိုင်းကိုလည်းအိမ်ရောက်ငွေချေလေးနဲ့ပို့ပေးပါမယ်ရှင်ဒါလေးကကိုယ့်ရဲ့အလှပွဲမင်္ဂလာပွဲပေါ့နော်ပြီးသွားရင်ခြိသားစစ်လေးလည်းဖြစ်ရမယ်ပိုးပစိုးတွေကြတော့လေမမလေးတို့တချို့အမျိုးသားတွေကလေပိုးပြောင်ပြောင်ကြီးအရမ်းပြောင်ပြောင်ကြီးလည်းမဝစ်ချင်ဘူးဒါပေမဲ့အိမ်နေရင်ဝစ်လို့ကြီးလည်းရိုးရိုးကြီးမဖြစ်ချင်ဘူးပေါ့နော်ပွဲလဲတိုးရမယ်ပွဲတိုင်လုံးကြီးလေးလည်းဖြစ်ရမယ်ခြိသားလေးကိုပဲတကယ်ပေါ့ပေါ့ပပလေးဝစ်ချင်တယ်ပေါ့နော်လှလဲလှရမယ်မလေးတို့ရဲ့ပြီးသွားရင်တပွဲတော့မဟုတ်ပဲပြီးရင်ပြန်ပြီးတော့ဝစ်စင်လို့ကောင်းမယ်100ရာခိုင်နှုန်းခြိသားစစ်နဲ့လှအစင်လှပစိုးလေးတွေရှာနေတဲ့မမတွေညီမလေးတွေဆိုရင်ဒီဟာမျိုးလေးကိုဝယ်ပေးလိုက်ပါနော်ကိုရဲ့ကိုတွေမောင်မောင်လေးအတွက်ပေါ့လေဒါလေးတွေကိုအမှတ် 7B စိုင်းငင်9လမ်းကမာရွတ်လဲတဲ့ရန်ကုန်မြို့ကရောက်တာပါမမတို့ညီမလေးတို့ကြိုက်တယ်ဆိုနံပါတ်ကလေးပဲမှတ်ထားလိုက်ပါနံပါတ်ကလေးနဲ့မှတ်ပြီးဝယ်ပေးပါဘာဖြစ်လို့လဲဆိုတော့ဒီမှာလေအစင်တွေရောအယောင်တွေရောကလေအစုံမဲဆိုတော့เนาะအယောင်တွေမပြောဘဲနဲ့လေအနီးကပ်ပြီးရင်တစ်ထည်စီပြပြီးမယ်မမတို့ညီမလေးတို့ကြိုက်တဲ့အထည်လေးကိုပဲနံပါတ်မှတ်ပြီးမှားလို့ရပါတယ်ဒါလေးတွေကိုမှားချင်ရင်3994448358လွယ်လေးမမတို့ဘာမှ Messenger တွေ Viber တွေလာစရာမလိုဘူးလာခြင်းလဲရတယ်မလာခြင်းလဲဒီဖုန်းနံပါတ်ကလေးကိုပဲဆက်လိုက်ပြီးရင်မမတို့ညီမလေးတို့ရဲ့နာမည်လိပ်စာဖုန်းလေးပဲပေးလိုက်ပါเนาะမြန်မာနိုင်ငံအနှံ့ Royal Express Delivery ရောက်တဲ့မြို့တိုင်းကိုအိမ်ရောက်ငွေချေလေးနဲ့ပို့ပေးပါမယ်အရန်လာတယ်အတွင်းခြိသားလုံးဝမရှုပ်တဲ့ခြိသားစစ်လေးဝိစင်တဲ့ခါမှာနုညံ့အီဆက်ကလေးပေါ့နော်ခြိချမ်းလုံကြီးကြီးမဟုတ်ဘူးနော်ဒါလေးတွေကခြိနူချောလေးတွေနဲ့ခတ်လုပ်ပေးထားတယ်ပွဲတက်ခြိသားစစ်ပစိုးလေးတွေပါအယောင်အစင်ကာလာလေးတွေအရန်စုံပါတယ်မြောက်ခွညူကစုပေးထားတာပါနော်တကြံခါမှာကိုရဲ့အဲ့လိုပေါ့ဆရာသမားမိဘတွေကြော့ခြင်းနဲ့ရေကြော့ခြင်းနဲ့ဆိုရင်လက်ဆောင်ပေးလို့လည်းအရန်ကောင်းကိုယ်တိုင်လည်းပွဲတိုင်လေးတွေမှာလှဝစ်လို့လည်းကောင်းပေါ့ပအေးလေးဝစ်လို့ကောင်းတဲ့ပစိုးလေးတွေရှာနေရဆိုဒီတွေကယူလိုက်ပါနော်တကွင်းစီအနီးကပ်လေးပြပေးပါမယ်ရှင်မလေးတို့ရေဒါလေးကိုကြိုက်တယ်ဆိုရင်တော့သူကနက်ပြာလေးပေါ့နော်ဒါလေးကိုကြိုက်တယ်ဆိုရင်ဒီလိုမျိုးလေးပြီးရင်သူတို့ရဲ့အထည်တိုင်းမှာဒီလိုအမိတ်တိုင်လေးတွေပါပါတယ်နော်မလေးတို့မိတ်တိုင်လေးလည်းပါတော့အရန်ပဲကြည့်ရတာလေကြည့်လို့လှတယ်ပေါ့နော်အမျိုးသားလေးတွေဒါလေးတွေလေကရုံးဖြူလေးတွေနဲ့ပဲဝို့ပြီးသွားလို့ရှိရင်ဂရီပါဖက်နှက်ကလေးနဲ့ဆိုရမ်းချက်တည်ရှိရပေါ့နော်ဒီပစိုးလေးတွေဝစ်လို့လည်းရမ်းကောင်းပါတယ်ဒါလေးကိုကြိုက်တယ်ဆိုရင်နံပါတ်1အေးချမ်းမောင်ပစိုးလို့မှားလို့ရပါတယ်ရှင်မတို့ညီမလေးတွေဒါလေးကိုကြိုက်တယ်ဆိုရင်တော့ဒါလေးကနံပါတ်2အယောင်လေးပါအရန်ချစ်စရာကောင်းတယ်နော်အယောင်လေးတွေမမေးဘဲနဲ့လေမတို့ညီမလေးတို့နံပါတ်ကလေးပဲပြောမှာပြီပါနော်ဒီလိုအနီးကအယောင်လေးတွေပြပေးထားတယ်အကုန်လုံးကယောက်ျားလေးတွေနဲ့အရန်လိုက်တဲ့ယောက်ျားလေးတိုင်းသဘောကျမဲ့ကာလာဇက်ကလေးတွေပဲခတ်ပေးထားပါတယ်နော်ဟိုလိုအယောင်ကြောင်ကြားကြီးမဟုတ်ဘဲနဲ့လေရင်လေးတွေနဲ့ခစ်လဲခစ်မိရမယ်စမ်းသိကမယ်လှလဲလှမယ်ဝစ်လို့လည်းကောင်းမယ်နော်အစင်လေးပါဒါလေးတွေ4000ခွဲပါရှင်နံပါတ်2ပါဒီရောင်လေးကိုကြိုက်တယ်ဆိုရင်တော့နံပါတ်3ပါရှင်သူ့ရဲ့အရောင်လေးရအောက်ခံကဒီလိုမျိုးအနက်ရောင်ခံလေးပေါ့မဒါလေးတွေကမတို့ခဲလေးပေါ့နော်ခဲလေးရဲ့ဒီဟာလေးကကြတော့တနခါဝါလေးနဲ့ပြန်ဖောက်ထားတာတအားလှတယ်မတို့ညီမလေးတွေဝစ်လိုက်လို့ရှင်ဖြန့်ပြီးဝစ်လိုက်ရင်ပိုလှတာပေါ့နော်နံပါတ်3မတို့ညီမလေးတွေဒါလေးကိုကြိုက်တယ်ဆိုနံပါတ်4ပါရှင်အရန်လှတယ်နော်ဒီအရောင်လေးနဲ့အစင်ဒီဇိုင်းလေးတွေကြည့်ပါအောင်မတို့အစင်အသစ်ကလေးတွေပဲနော်မမတို့ညီမလေးတွေလှလိုက်တာဒီရောင်လေးလည်းအပြင်မှာစိုးဣနေရပဲတအားလှတယ်နော်အရောင်လေးကကာလာဇက်ကလေးဒါလေးကိုကြိုက်ရင်နံပါတ်5ပါရှင်မမလေးတွေဒါလေးကိုကြိုက်တယ်ဆိုရင်တော့နံပါတ်6ပါရှင်အနက်ခံလေးပေါ်မှာခဲမီကိုလေးတွေနဲ့ပြန်ဖောက်ဝေးထားတာတအားလှရနော်မမတို့ညီမလေးတွေဒါလေးကိုကြိုက်တယ်ဆိုနံပါတ်9ပါနော်ဒါလေးကတော့နက်ပြာလေးကြိုက်ရင်ဒါလေးယူပါမတို့ညီမလေးတို့ဒါလေးကိုကြိုက်တယ်ဆိုရင်တော့နံပါတ်8ပါနော်သူကတော့ကြံ့ရည်စိမ့်လေးလို့ပြောရမှာပေါ့နော်မတို့စိမ့်လေးပါ
မမတို့ညီမလေးတို့ရေဒါလေးကိုကြိုက်တယ်ဆိုရင်တော့ဒါလေးကနံပါတ်6လေးပါရှင်လှလိုက်တဲ့အစင်ဒီဇိုင်းလေးနဲ့အယောင်ကာလာဆက်ကလေးနော်မမတို့ညီမလေးနံပါတ်6ပါမမတို့ညီမလေးတို့ရေဒါလေးကတော့10ပါရှင်သူကတော့အသားမိတ်ကက်လေးပဲပြောရမှာပေါ့နော်ဘိုးဆန်ဆန်မိုင်းလိုရောင်လေးဒါလေးကနံပါတ်10ပါရှင်မမတို့ညီမလေးတို့ရေဒါလေးကိုကြိုက်တယ်ဆိုရင်တော့ဒါလေးကနံပါတ်17အယောင်လေးပါတအားလှတယ်နော်မမတို့အသားညိုသူဖြူသူအကုန်လုံးနဲ့လိုက်တဲ့ကာလာအစင်ဒီဇိုင်းလေးတွေခက်လုပ်ပေးထားပါတယ်ရှင်ဒါလေးကနော်ရမ်းပြကောင်းတဲ့ပြည်တွင်းပြပစိုးချီသားစစ်စစ်လေးပါမမတို့ညီမလေးတို့ရေဒါလေးကိုကြိုက်တယ်ဆိုရင်တော့နံပါတ်12ကလေးပါရှင်လှလိုက်တာဒါလေးလေမမတို့ညီမလေးတို့ရေဒီအစင်လေးကိုကြိုက်တယ်ဆိုရင်တော့သူကနံပါတ်73ပါရှင်မမတို့ညီမလေးတို့ရေဒါလေးကိုကြိုက်တယ်ဆိုရင်တော့နံပါတ်14ပါရှင်14အယောင်ကာလာဆက်ကလေးနော်သူအနက်ကြီးရေလည်းမဟုတ်ဘူးမတို့ဒီလေလေးမှလည်းသူတို့က2ရောင်လိုင်းလေးတွေကာလာလိုင်းလေးနဲ့အရင်ချစ်စရာကောင်းတယ်မတို့အာ luxury ဆန်နဲ့ဝတ်ထားတာကိုကြည့်လိုက်တာနဲ့အကောင်းစားပစိုးမှန်သိတာပါတယ်နော်မတို့ညီမလေးတွေဒါလေးကနံပါတ်15ပါအမျိုးသမီးဝတ်ချိတ်လုံးကြီးလေးနဲ့တွဲဖက်ဆင်မြန်းနေတယ်ဆိုလဲတွဲပြီးတယ်မတို့ညီမလေးတို့4000ခွဲပါရှင်ဒီတစ်ထည်အနံကြီးကျအသင့်ချုပ်ပြီးသားပါမတို့ညီမလေးတို့မတို့ညီမလေးတို့ဒါလေးကိုကြိုက်တယ်ဆိုရင်တော့ဒါလေးကနံပါတ်16ကလေးပါရှင်မတို့ညီမလေးတို့ဒါလေးကိုကြိုက်တယ်ဆိုရင်တော့နံပါတ်19လေးပါနော်မတို့ညီမလေးတို့19လေးလည်းပြင်မှာတော်တော်လေးလှတယ်အယောင်ဆက်ကလေးလေးမမတို့ညီမလေးတို့ဒါလေးကိုကြိုက်တယ်ဆိုရင်တော့နံပါတ်7ကလေးပါရှင်မတို့ညီမလေးတို့လေးကနံပါတ်19ရှင်19ပေါ့လှပါတယ်မတို့ညီမလေးတို့ဒါလေးကနံပါတ်20လေးပါရှင်မတို့ညီမလေးတို့ဒါလေးကိုကြိုက်တယ်ဆိုနံပါတ်21ကလေးပါရှင်မတို့ညီမလေးတို့ဒါလေးက22ဒါလေးကတော့အေးချမ်းမောင်နဲ့ပုံတူပေါ့သူအေးချမ်းမောင်အကယ်ဒမီညစာစားပွဲမှာလေမနှစ်ကသူအကယ်ဒမီရတော့အကယ်ဒမီညစာစားပွဲမှာဝတ်ထားဒီဆင်လေးပဲเนาะ22ပါမတို့ညီမလေးတို့ဒါလေးက24ပါ23ပါရှင်မတို့ညီမလေးတို့ဒါလေးကိုကြိုက်တယ်ဆိုရင်တော့နံပါတ်24ပါရှင်မတို့ညီမလေးတို့ဒါလေးကိုကြိုက်တယ်ဆိုရင်တော့နံပါတ်25လေးပါခဲနဲ့ညီညို့လေးနဲ့ဖောက်တာလှလိုက်တာမှာမတို့ညီမလေးတို့ဒါလေးကိုကြိုက်တယ်ဆိုရင်တော့26ပါရှင်မတို့ညီမလေးတို့ဒါလေးကိုကြိုက်တယ်ဆို29ပါနော်မတို့ညီမလေးတို့ဒါလေးကနံပါတ်28ပါရှင်28လေးပါမတို့ညီမလေးတို့အစင်ဒီဇိုင်းလေးတွေအရန်လှတယ်နော်တော်တော်လှတယ်မတို့အစင်ဒီဇိုင်းအသစ်ကလေးဒီထဲမှာလည်းမတို့ရှိတ်တစ်ခွက်ဒီမှာလည်းတစ်ခုနော်2ရောင်လိုင်းလေးနဲ့တော်တော်လှတယ်မိတ်ကလေးဒါလေးကိုကြိုက်ရင်29ပါရှင်မတို့ညီမလေးတွေဒါလေးကိုကြိုက်တယ်ဆိုရင်တော့နံပါတ်30ပါနော်ဒါလေးတွေကိုကြိုက်နှစ်သက်လို့မှာယူအားပေးခြင်းနေဆိုရင်တော့မတို့39944839 1935ဆိုတဲ့ဖုန်းလေးတွေဆက်သွယ်မှာယူအားပေးလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်